ဒီနေ့မှာတော့ business blogger တွေကို professional တယောက်အနေနဲ့ခြေလှမ်းဆန်းဆင်သူတွေအတွက်အထူးခြားဆုံးဘာသာရပ်တစ်ခုအကြောင်းကိုပြပြပေးချင်ပါတယ်။အဲ့ဒါကတော့ British United College ရဲ့ BA Honours Business and Management Program မှာပါဝင်တဲ့ Business Consultancy Project ဆိုတဲ့ဘာသာရပ်လေးပဲဖြစ်ပါတယ်။ဒီဘာသာရပ်ထဲမှာတော့စာအုပ်ထဲက theory တွေကိုပဲသင်ကြားရတာမျိုးမဟုတ်ဘဲနဲ့လက်တွေ့လုပ်ငန်းခွင်တွေမှာတကယ်ဖြစ်ပျက်နေတဲ့စိန်ခေါ်မှုတွေကို consultant တယောက်အနေနဲ့ဘယ်လိုအဖြေရှာမလဲ။ strategy တွေကိုဘယ်လိုရေးဆွဲမလဲဆိုတာတွေကိုလက်တွေ့ project အနေနဲ့လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ပြောရရင်တော့အကြောင်းပြရနဲ့လက်တွေ့လုပ်ငန်းခွင်ထဲမှာအဆင်သင့်ဖြစ်စေနိုင်မယ့်အရေးချင်းတွေကိုဒီဘာသာရပ်ကပြသနိုင်ပါတယ်။ဒါကြောင့်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာရပ်တွေပါဝင်တဲ့ University of Sunderland ရဲ့ The Honours Business and Management Program ကိုကိုယ်တိုင်ကိုယ်ကျသိရှိနိုင်ဖို့အတွက် British United College ကနေပြီးတော့ trial class တစ်ခုကိုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီ trial class လေးကိုတော့လာမယ့် April 9 ရက်နေ့မှာ British United College campus မှာပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီပွဲထဲမှာတော့ strategic leadership, business continuity စတဲ့ဘာသာရပ်တွေအပြင်အပေါ်မှာပြပြပေးခဲ့တဲ့ business consultancy project အကြောင်းတွေကိုပါပို့ပြီးတော့စုံစုံလင်လင်နဲ့သိရှိနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင် lecturer နဲ့ဓာတ်ရိုက်ဆွေးနွေးနိုင်မယ့် Q&A session လေးတွေကိုပါထည့်သွင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လက်တွေ့စာသင်ခန်းအတွေ့အကြုံတွေကိုပါအနီးကပ်လေ့လာနိုင်မှာဖြစ်ပါတယ်။သင်ရဲ့ career ကိုနောက်တစ်ဆင့်တက်လှမ်းဖို့အတွက်ဒီ trial class လေးကအကောင်းဆုံးအခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်အခုပဲ register လုပ်ပြီးတော့အနာဂတ်အတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုကိုစတင်